ကဲအစီလိုမျိုးအစားအသောက်ဆိုရင်ဆက်ကလေးမှကြိုက်တယ်ပြီးတော့အသစ်အဆန်းနဲ့စားချင်တဲ့သူတွေအတွက်အစီအဒီနေ့ဟင်းလေးတစ်မျိုးချက်ပြမယ်ပေါ့နော်အရန်ယူရှင်းနဲ့ပါဝင်ပစ္စည်းတွေလည်းအင်တာမယူရှင်းပြီးတော့လည်းအရန်လည်းစားလို့ကောင်းတယ်ဟင်းတစ်ခွက်ချက်ပြပါမယ်ရှင်ကဲဒါဆိုရင်ဒီဟင်းမှာပါတဲ့ဟာကတော့ဝတ်တာပပလေးပေါ့နော်နည်းနည်းလေးပဲတုံထားမယ်ပြီးတော့ညစ်ပါမယ်ညရတော့အစီရင်ကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်ညစ်ပါမယ်တော်လို့ရှင်တော့ဒီအစိမ့်အသီးပေါ့နော်ဗါတယ်မြန်မာလို့ဆိုရင်တော့ညောက်မှုတီးလို့ခေါ်ကြတယ်ဒီဟာသွေးအနံ့နည်းနည်းပြင်းတယ်ပြီးတော့အစီကကစွန်းရိုးတုံးထားမယ်အရွက်ဘာမှမထည့်ဒါပေမဲ့ကစွန်းရိုးပါမယ်တော်လို့ရှင်ပြီးရင်တော့ဆက်ကလေးစားချင်လို့ဒီမှာငရုတ်တီးပါမယ်ပြီးရင်တော့ဒါချက်တော့ဖြူဂျင်းကိုနှုတ်ဆင်ထားရတယ်ပေါ့နော်โอเคဒါပေါင်းပစ္စည်းကတော့ဒီလောက်ပဲအဲ့ဆိုရင်အစီစားချက်လိုက်တော့မယ်နော်ပြီးတော့ဒီဦးလေးကိုစီထည့်မယ်စီပူလာပြီဆိုရင်အစီကနှုတ်ဆင်ထားတဲ့ချက်တော့ဖြူချင်းကိုထည့်မယ်စက်တုံးဖြူလေးဇင်းနေလေးတက်လာပြီဆိုတော့အစီအဆောင်လေးနည်းနည်းထည့်မယ်လည်းမျိုးမထည့်ဘူးနော်ဒီနဲ့စားနေတယ်ပြီးရင်တော့အစီဒီအောင်ထည့်လို့နည်းနည်းထည့်မယ်ဒီနောက်ကျတော့ထည့်ပြီးသွားရင်တော့အစီရေးထားတဲ့အသားလေးထည့်မယ်ပေါ့နော်นี่เลยชอบปลาလေးကြီးထားတာဖြစ်တဲ့အတွက်အကျဉ်းညံနဲ့အသားလေးချက်လာပြီဆိုရင်အစီကြီးထားတဲ့ညစ်တွေဖြစ်နေပေါ့နော်ဒီလိုထားဆိုရင်တော့အဖုံးလေးခဏအုပ်မယ်ဖုံးလေးအုပ်ပြီးတော့ခဏလေးစောင့်မယ်ပေါ့နော်စောင့်ပြီးတော့မှကျန်တဲ့ဟာလေးဆက်ထည့်မယ်ကဲဆိုရင်ညစ်ပြီးဆက်သွားတဲ့အနေထားဆိုရင်ရပြီပေါ့နော်ဒီတော့ကျန်တဲ့ဟာဖတ်ထည့်မယ်ပေါ့နော်အစီလေးထားတဲ့မရောက်ပြီးလေးတွေကျန်မယ်ဆန်းလေးတွေထည့်နော်ဒီနေ့ကတော့အရေးလေးတွေတက်သွားတဲ့ပုံမျိုးနော်နောက်ဆုံးနေနဲ့ညောင်းဝင်ပြီးတယ်ဘာလို့ညောင်းဝင်ပြီးကိုနောက်ဆုံးမှထည့်လဲဆိုတော့အစီရတယ်ညောင်းဝင်ပြီးဆိုအကျက်ကြီးစားရမကြိုက်ဘူးပါတက်ဆိုစားလို့ရှိရင်အဲ့တော့ပုံကြိုက်တယ်အဲ့ရတာဒီကအဲ့ဒါမှအကျဉ်းနောက်ဆုံးမှထည့်တာနောက်ဆုံးမှတော့အစီကအရသာထည့်နော်အစီထားသုံးနိုင်နော်နည်းပြီးတော့ချုံမအရသာကြအစီထားနဲ့ချုံမပဲသုံးတယ်ပေးပြီးခါရအစီအတောင်းလို့နည်းလေးနေပြီကျော်ဟာဒီနေ့တက်တယ်ပေါ့
အဆက်တော့ပတ်တည်တယ်ပေါ့နော်ကိုပြတ်ချက်စားတဲ့ခါကြလို့ရှိရင်အဆက်ကိုစားနိုင်ရင်အဆက်များထည့်ပေါ့နော်အဲ့ဒါတော့ကိုကောင်းတယ်ဆိုဒီလောက်ဆိုရင်းချက်တာလေးဒီချင်းတစ်ခွက်လေးဘလောက်မှလည်းအချိန်မပြေရပါပြီးတော့ပေါင်းပစ္စည်းရလည်းအရင်ရရှင်းနေပြီးတော့အစီလိုမြန်မာလူမျိုးတွေရဲ့ပတ်စံနဲ့လည်းအဆက်အဟက်တက်တယ်ကွာတဲ့တယ်ကွာစက်တယ်ဘာလို့ချင်းငန်းငန်းဆက်ဆက်ပြီးတော့အဲ့လိုအချင်းတော့မပါတော့ခုလည်းအချင်းပိုင်းကိုကောင်းအဲ့ဒါတော့ဒါတော့အကြည့်ဒီနေ့အစီချက်တဲ့နေမချပါရှင်တို့ပထမကြမ်းထည့်မယ်နော်ဆိုရင်တော့ဒါတော့လုံးဝစားချစ်စခွဲဒီတစ်ခွက်ရပါလိမ့်ရှင်ပြီးတော့စားလိုက်တော့ဒီဗီဒီယိုတော့ဒီမှာပဲဆုံးသတ်ပါမယ်ရှင်ဘိုင်ဘိုင်